ဇန်နဝါရီ29ရက်နေ့မှာထူးထူးခြားခြားကန်ထူးမဲ့သူတွေကဘသူတွေဖြစ်မလဲမနှက်ဖြန်ကစပြီးတပတ်တာအတွင်းမှာငွေဝင်ကိန်းနဲ့ကံကောင်းခြင်းတွေလက်ခုပ်နဲ့တင်ရမဲ့နေသားသမီးတွေအကြောင်းပြောပြပေးမယ်နော်ကိုယ့်ရဲ့ကံကြမ္မာကိုအဆုံးထိနားထောင်ကြည့်လိုက်ရအောင်တနင်္ဂနွေသားသမီးတွေကတော့ဒီအပတ်မှာလုပ်ငန်းခွင်အတွင်းလူကြီးမိဘတွေရဲ့အကူအညီကောင်းကောင်းရပါလိမ့်မယ်မထင်မှတ်ထားတဲ့လက်ဆောင်ပစ္စည်းတွေဝင်လာတတ်ပါတယ်စိတ်တူပြီးစကားပြောမှတက်လို့အထူးဆင်ခြင်ပါဆောင်ရန်လူကြီးသူမတွေကိုကူညီပေးပါရှောင်ရန်ဒေါသရှည်ထားပြီးဆုံးဖြတ်ချက်ချတာမျိုးရှောင်ပါရတရာမနက်ခင်းမှာဖျားရှင်ကိုအုံသီးစွန်းကတ်လူပေးပါတနင်္လာသားသမီးအကျဉ်းအစီတစ်တွေအကောင့်ထဲပေါ်ဖို့အကောင်းဆုံးအချိန်ပါပဲအလုတ်တစ်ရှာနေသူတွေသတင်းကောင်းကြားရပါလိမ့်မယ်မောင်နှောသားချင်းတွေကြောင့်စိတ်နှောင့်ယှက်ဖြစ်ရတတ်ပါတယ်ဆောင်ရန်အစီအစဉ်တစ်တွေကိုတတိရှိရှိစတင်ပါရှောင်ရန်ကိုနဲ့မဆိုင်တဲ့ပြဿနာတွေမှာဝင်မပါပါနဲ့ရရလမ်းဘေးကတရိษံလေးတွေကိုအစာကျွေးတဲ့ဒါနပြုပေးပါအင်္ဂါသားသမီးငွေရေးကြေးရေးအလွန်သတိထားရမယ့်အပတ်ပါငွေဝင်ရှိသလောက်အထွက်ကလည်းလိုက်နေတတ်ပါတယ်စာချုပ်စာတမ်းလက်မှတ်ထိုးရင်တေချာစစ်ဆေးပါဆောင်ရန်စီးရင်စရာတွေကိုတေချာကင်တွေပါရှောင်ရန်ညဘက်လမ်းမလျှောက်ပါနဲ့ခရီးဝေးသွားဖို့ရှိရင်အထူးသတိပြုပါရရဖျားမှာနှင်းစီပန်း9ပွင့်ကတ်လူပြီးဆူတောင်းပါဗုဒ္ဓဟူသားသမီးမထင်မှတ်ထားတဲ့နေရာကနေငွေဝင်လာတတ်ပြီးအချစ်ရေးမှလည်းကံကောင်းနေပါတယ်စိတ်ကူးရင်နေတဲ့အရာတွေလက်တွေ့ဖြစ်လာမယ့်အချိန်ပါဆောင်ရန်ရရှိလာတဲ့အခွင့်အရေးကိုလက်လွတ်မခံပါနဲ့ရှောင်ရန်သူတစ်ပါးအတွက်ကြားကနေအာမခံတာမျိုးလုံးဝမလုပ်ပါနဲ့ရရဗုဒ္ဓဟူးတောက်မှာရေတက်ပယ်ပြီးတကြီးရွယ်ဦးတူကိုမုန်ဒါနာပြုပါဇာသပတိသားသမီးပညာရေးနဲ့လူမှုရေးမှာနာမည်ကောင်းရပါလိမ့်မယ်အဝေးရောက်မိတ်ဆွေတွေစီကသတင်းကောင်းကြားရတတ်ပါတယ်ကျမ်းမာရေးအနေငယ်ချို့ယွင်းတက်လို့အစားအသောက်ဆင်ခြင်ပါဆောင်ရန်မိတ်ဆွေဟောင်းတွေနဲ့ဆက်သွယ်မှုလုပ်ပါရှောင်ရန်အေးရေးပြက်ခန္ဓာနဲ့အပူဆက်အလွန်ကြုံစားတာရှောင်ပါရရကလေးတငယ်တွေကိုမုံရင်ခါကျွေးမွေးလူရန်ပါတောကြသားသမီးအိန္ဒိယဒါမှမဟုတ်လုပ်ငန်းနေရာအပြောင်းလဲကောင်းတွေကြုံရပါလိမ့်မယ်စိတ်မြန်လက်မြန်ဆုံးဖြတ်ချက်ချတာမျိုးကြောင့်မှားပါသွားနိုင်လို့သတိထားပါဆောင်ရန်အပြောင်းလဲတွေကိုစိတ်အေးအေးနဲ့လက်ခံပါရှောင်ရန်လောဘကြီးပြီးစွန့်စားတာမျိုးခိတ္တရှောင်ပါရရတောကြထောက်မှာတောက်တော်ရီ6ခွက်ကတ်လူပေးပါစနေသားသမီးကျိုးစားမှုရဲ့ရလက်ကောင်းကိုခံစားရတော့မဲ့ကန်ထူးတဲ့အပတ်ပါအခက်ခဲမှန်သမျှကိုကြော်လွှားနိုင်ပါလိမ့်မယ်အဖိုးရံပစ္စည်းတွေပျောက်ရှားတက်လို့အသွားလာသတိထားပါဆောင်ရန်ကိုယုံကြည်မှုအပြည့်နဲ့လှုပ်လုပ်ပါရှောင်ရန်အဖိုးရံပစ္စည်းတွေကိုလူစိမ့်လက်ထဲခိတ္တငှားရမ်းတာမျိုးရှောင်ပါရရအိမ်ကဖျားမှာစီမီတစ်ဆက်တိုင်ထွန်းညှိပူဇော်ပေးပါ9ရက်သားသမီးအပေါင်းဘေးကင်းကံကောင်းကြပါစေရှင်ကိုယ့်ရဲ့မွေးနေ့ရက်ကိုမန်းမာရေးပေးခဲ့ပါဦးကံကောင်းခြင်းတွေအရှိန်ဟုန်နဲ့ရောက်လာဖို့အတွက်ဒီဗီဒီယိုလေးကိုရှယ်သွားဖို့လည်းမမေ့နဲ့ဦးနော်